မေလာမရိုဘီနိုင်ပွဲအတွက်ခုံယူပါတယ်။လဘောင်းနဲ့ရလဲအကြောင်းအဲ့ဒါဘလောက်အရေးကြီးကလေးဆိုတော့ကျွန်တော်တို့အများကြီးပြောခဲ့ကြပြီးပြီပေါ့။ဒါပေမဲ့ဒီနိုင်ပွဲကိုပါထပ်မံရယူပြီး၃ပွဲဆက်နိုင်ပွဲဖြစ်လာတာကိုရောခင်ဗျားနဲ့ခင်ဗျားအသင်းအတွက်ဘလောက်တောင်ကြီးမားလဲဗျ။တကယ်ကိုအရေးကြီးပါတယ်။ထေဆွမ်းပိုင်းရောပေါ့ဗျာ။ပွဲရဲ့မတူညီတဲ့ခိုက်တန်းတွေမှာမတူညီတဲ့ပုံစံတွေနဲ့ကစားခဲ့ပါတယ်။ကစားမတွေကခိုက်တဲ့နမ်းမှာဘာလို့ရမလဲဆိုတာကိုတကယ်ကိုကောင်းကောင်းနားလည်ခဲ့ကြတယ်လို့ကျွန်တော်ထင်ပါတယ်။ပွဲဆုံးပိုင်းမှာနည်းနည်းတော့ဒုက္ခရောက်သွားခဲ့ရတယ်လို့ထင်ပါတယ်။နဲထဲမှာဒုက္ခမရောက်ရင်လဲမန်ချက်စတာယူနိုက်တက်ဘယ်မြည်မလဲဗျာဒါပေမဲ့တကယ်ကိုကောင်းလို့နဲ့အသင်းဟိုအပေါ်ထိတက်ပြီးဖျားပေးကစားဖို့တကယ်ကိုခက်တဲ့အသင်းကိုရင်ဆိုင်ပြီးတော့ကျွန်တော်တို့နိုင်ဝင်နဲ့ထိုက်တန်ခဲ့တယ်လို့ထင်ပါတယ်ကျွန်တော်တို့ကောင်းကောင်းလုံနိုင်ခဲ့ကြပါလေမေလာရိုဘီဒါကတော့ခမရရဲ့အကောင်းဆုံးနိုင်ပွဲဆက်နေတဲ့ကာလပေါ့ဗျာဒါပေမဲ့ပြီးခဲ့တဲ့အပတ်နိုင်ငံတွင်းမှာခမရရဲ့လက်ထက်မန်ချက်စတာယူနိုက်တက်အသင်းရဲ့အကောင်းဆုံးပုံစံကိုမြင်တွေ့ရပြီလို့ထင်ပါလားပြီးတော့ခမရဆဲထဲမှာအသင်းကအရင်ကတည်းပိုးပြီးတော့ကိုယုံကြည်မှုရှိလာပြီလို့မြင်ပါလားဟုတ်ကဲ့သူတို့ပို့ပြီးတော့ယုံကြည်မှုရှိလာကြတယ်လို့ကျွန်တော်လည်းထင်ပါတယ်ဒီဟာဒီကျွန်တော်တို့ကစားခဲ့တဲ့များအထဲမှာအကောင်းဆုံးပွဲကတော့အာဆင်နယ်နဲ့ပွဲပထမဆုံးပွဲပေါ့ဒါပေမဲ့ခင်ဗျားမှာယုံကြည်မှုနည်းနည်းလေးပိုရှိလာတဲ့အခါမတူညီတဲ့စိတ်ဓာတ်တစ်ခုရှိနေတဲ့အခါမှာတခါလေပွဲရဲ့အချို့အခိုက်အတန့်တွေမှာပွဲတွေကိုနိုင်ဖို့တော့ကူညီပေးတဲ့ကံကောင်းမှုတွေတော့ရလာတတ်တာပဲလေအခုကျွန်တော်ခံစားနေရတာကကျွန်တော်တို့ပွဲကစားရတာနည်းနည်းလေးပိုပြီးတော့လွတ်လပ်လာတယ်လို့ခံစားရပါတယ်ပြီးတဲ့ဘက်ကလိုပဲကျွန်တော်တို့မှာမတူညီတဲ့စိတ်ဓာတ်တစ်ခုရှိနေကြလို့အဲ့လိုကံကောင်းမှုတွေတော့ရခဲ့တာပါဗျမေလာမာရိုဘေစာဂျီရက်ဂလီဒီကိုရောက်နေခဲ့တယ်နော်ပွဲပြီးခရမှုတ်ပြီးတဲ့ခင်ဗျားသူ့ကိုစကားပြောဖြစ်ခဲ့လာတော့မသိဒါပေမဲ့အခုခင်ဗျားအသိနိုင်ပွဲရနေတဲ့အချိန်မှာသူ့ကိုကြည့်ပြီးတော့ကျွန်တော်လုံးပြနေပါတယ်ဆိုတာမျိုးပြောနိုင်ပြီလို့ခံစားလာဗျဒါကပရိသတ်တွေအတွက်ပို့ပြီးတော့ဆန်ပါလိမ့်မယ်ကျွန်တော်လုပ်နေတဲ့အရာတွေအတွက်ဒါမှမဟုတ်ပွဲတွေမနိုင်ခဲ့လို့မျက်နှာပူရတယ်ဆိုတဲ့ခံစားချက်မျိုးတော့ကျွန်တော်ဘယ်တော့မှမရှိခဲ့ပါဘူးဒါကပရိသတ်တွေနဲ့ပို့ပြီးတော့ဆိုင်ပါတယ်ဘာလို့ဆိုတော့ဂျင်ကယုံကြည်မှုရှိပါတယ်ကျွန်တော်တို့ဘာတွေလုပ်နေလဲဆိုတာသူသိတယ်လို့ကျွန်တော်အမြဲတမ်းခံစားခဲ့ရလို့ပါဒါပေမဲ့ပရိသတ်တွေကိုရင်ဆိုင်ရတာကတော့ဒီခိုက်တဲ့မှာနည်းနည်းလေးကွာခြားတာပေါ့ဗျာဒါပေမဲ့လည်းကျွန်တော်ခံစားနေရတာကတော့ဒီခိုက်တဲ့ကိုလမ်းလုံးမခံသေးဘူးဆိုတဲ့အရေးကြီးတဲ့ခံစားမှုပေါ့ဗျာဘာလို့ဆိုတော့ဒါကအရန်ကိုခက်ခဲပြီးဘောလုံးမှာအရာလုံးကတစ်ပတ်အတွင်းမှာပြောင်းလဲသွားနိုင်လို့လေဒီတော့ဒီနေ့ကိုပြောလိုက်ကြရအောင်ပါပြီးတော့နောက်ဘက်ကိုအာယုံစိုက်ကြတာပေါ့ဗျာခုနကဘရိုင်ဒန်သင်းကအပေါ်ထိတက်ပြီးတော့ဖီအားပေးကစားဖို့တော်တော်လေးကိုခက်တဲ့အသင်းလို့ပြောသွားပါတယ်ဒီဝဲဘက်တို့အောက်ဆင်းလာတဲ့အခါမှာဒါလုံးနဲ့ရှော့တို့ကတော့တော်လေးကိုပြင်းပြင်းထန်ထန်ကစားနေပုံရတယ်နော်ဒီကနေ့အသင်းကနည်းနည်းလေးပို့ပြီးပြင်းပြင်းထန်ထန်ကစားခဲ့ရတယ်လို့ရောခံစားမိလားဗျနောက်ထဲမှာရင်ကနည်းနည်းလေးပျောက်ဆုံးနေတဲ့အရာမျိုးလေးပြန်ရောက်သွားခဲ့တာမျိုးလားဗျအဲ့ဒါကတော့အစီအစဉ်မှာပဲပြီးတော့ကျွန်တော်တို့မဟာရီမကွဲရရှိတဲ့အခါမှာကျွန်တော်တို့ရဲ့ goal area ကိုပို့ပြီးတော့ကောင်းကောင်းကာကွယ်နိုင်ပါလေဒီတော့နည်းနည်းပို့ပြီးနှိပ်ပြီးကစားလို့ရတာပေါ့ဗျာဒါပေမဲ့လည်းပေါ်ထိတက်ပြီးဖီအားပေးကစားနိုင်တဲ့ကစားမတွေရှိနေတဲ့အခါကျတော့တို့ကအရက်မောင်းကအဓိကမကြတော့တော့လေလူကအရက်တော့မရှိဘူးဒါပေမဲ့သူကမြန်တယ်ပို့ပြီးပြင်းထန်တယ်ကျွန်တော်တို့နည်းနည်းလေးပို့မြင့်ပြီးတော့ဖီအားပေးကစားနိုင်တာပေါ့ဗျာပြီးတော့တို့ကအရန်ကိုယုံကြည်မှုရှိတော့ကျွန်တော်တို့သာဘောလုံးပြန်ရခဲ့ရင်ကိုရှိမှာရှိနေတဲ့ကျွန်တော်တို့ဇာမတွေကကောင်းတဲ့အခါကျတော့ဘောလုံးပြန်တဲ့အခါမှာခွင့်ရတစ်ချိန်ပဲလိုတယ်ဆိုအဲ့တော့ကိုကျွန်တော်ကောင်းကောင်းလုံးနိုင်ခဲ့တယ်လို့ထင်ပါတယ်သူသဖြင့်ပထမပိုင်းမှာပေါ့ဗျာမေလာမာရိုဘင်ဒီညယူနိုက်တက်အောင်သိန်းတွေသူ့ရဲ့ပထမဆုံးဂိုးပေါ့နော်ဒါပေမဲ့လည်းပဲအခုအချိန်ဒီသူ့ရဲ့ခြေစွမ်းကအဲ့ဒီဂိုးတစ်ခုထက်ပို့ပြီးတော့အာမခံချက်ပေးနေတယ်လို့ပဲဆိုတော့ဒါကပြောရမယ်ဆိုတော့စိတ်ချရတဲ့အခြေအနေလို့ထင်ပါတယ်ပြီးတော့သူအခုဂိုးရသွားပြီဆိုတော့အဲ့ဒီဖျားကနေလုံးမြောက်သွားပြီဆိုတော့အဲ့ဒီကနေဆက်ပြီးတော့ဒီတက်လန်းသွားမယ်လို့ခင်ဗျားအနေနဲ့မျှော်လင့်ပါသလားပြီးတော့သူဒီအသိအတွက်ဘာတွေယူဆောင်ပေးလာတယ်လဲဆိုတော့လည်းပြောပြပေးလို့ရပါလားဗျကျွန်တော်ထင်ပါတယ်ခင်ဗျားလည်းခံစားမိနိုင်ပါလေခင်ဗျားတို့ခံစားမိခဲ့မှာပါကျွန်တော်ထင်တော့လူတိုင်းခံစားမိခဲ့ကြမယ်လို့ထင်ပါတယ်လဘောင်းနယ်ပွဲမှာသူအဲ့ဒီအရေးသွေးရှိနေတာမျိုးသူလုံးပြနိုင်ခဲ့တယ်လေသူယုံကြည်မှုတွေပိုးပြီးရှိလာတယ်ဆိုတာမျိုးပေါ့လေပွဲကပိုးပြီးခက်လာလေးသူပိုးပြီးယုံကြည်မှုတွေရှိလာလေးပါပဲသူတောင်ယူစိတ်အပြည့်ရှိပါတယ်ဒီနေ့သူခံစိတ်ကဇွာတော့ဘုံကိုကျွန်တော်တိတ်ကိုသဘောကျတယ်ဗျသူအချိန်နဲ့ press လုပ်ဖို့အတွက်အလွန်ကြုံထွက်ကုန်နေတာမျိုးလည်းမရှိပြီးထွက်လိုက်ပြီးတော့အချိန်မှန်နဲ့ကိုယ်နေရာကိုပြန်မစင်းနိုင်တာမျိုးလည်းမဖြစ်ခဲ့ဘူးဒီနေ့ခန်းစစ်ကိုတကယ်ကိုကောင်းကောင်းကစားသွားပါတယ်ပြီးတော့သူစီမှာဘောလုံးရှိတဲ့အခါအဲ့ဒါကျွန်တော်စိတ်ပူနေရတဲ့အရာတော့မဟုတ်ပါဘူးမာတီယာကိုညာစီမှာဘောလုံးရှိနေရင်ကျွန်တော်မှာဘာဆိုရင်မှုမှမရှိသူကဂုံမသွင်းနိုင်တဲ့အတွက်ရုန်းကန်နေခဲ့ရပါတယ်သူဖုံးဝယ်ဖို့ကြိုးစားနိုင်ပေမဲ့လည်းတကယ်ကိုသူပြောနေကြတဲ့အစောကိုကျွန်တော်တို့နားလဲပါတယ်ဒါပေမဲ့ကျွန်တော်ကမာတီယာတယောက်ထက်အတွက်ကိုပြောတာမဟုတ်ပါဘူးအရန်ကောင်းတဲ့တဲ့ကိုဘလို့အနိုင်ယူရမလဲဆိုတာကိုလူတိုင်းတကယ်ကိုကောင်းကောင်းနားလည်ခဲ့ကြတယ်လို့ကျွန်တော်ထင်ပါလိမ့်မေလာမာရိုဘင်မကြသေးခင်ရတဲ့ဘက်အတွေ့အတွင်းမှာအသိရဲ့စိတ်တဲ့ပန်းနဲ့ပတ်သက်ပြီးတော့အများကြီးပြောခဲ့ကြပါတယ်ဆိုတော့ဆန္ဒနဲ့ဘက်ကနောက်ဆုံးမိနစ်တွေမှာသူတို့အရန်ကိုဖိအားများနေခဲ့ပါတယ်3မိနစ်အကြာမှာဂိုးပေးလိုက်ရပါတယ်အသိရဲ့စိတ်တဲ့ပန်းဆိုင်ရာအခြေအနေအပေါ်မှာခင်ဗျားအနေနဲ့ဘယ်လောက်အထိပျော်ရွှင်ကျေးနပ်မှုရှိပါလိမ့်ဗျကျွန်တော်ထင်တာတော့ကျွန်တော်တို့စိုးရောတဲ့အခိုက်အတန့်တွေမှာတိုးတက်လာနေတယ်လို့ထင်ပါတယ်ကျွန်တော်တို့မတူညီတဲ့နီလာနဲ့တုံ့ပြန်လာနိုင်ပြီးတော့ဘယ်အရာကိုမဆိုဖြည့်ချင်းနိုင်တယ်လို့ခံစားလာရပါတယ်
ပြီးတော့အဲ့ဒါကကျွန်တော်တို့ကိုဒီလိုမျိုးပွဲတွေကိုအနိုင်ရဖို့အတွက်ကူညီပေးပါတယ်ဆိုတော့ရန်ကောင်းတဲ့အခိုင်အတန့်တွေမှာရှိနေပြီးတော့ပွဲအစုံမှာရုန်းကန်ရတဲ့အခိုင်အတန့်မျိုးတွေမှာပေါ့လေဒါပေမဲ့အသင်းကနည်းနည်းလေးကွဲပြားလာတဲ့ဆိုတာကိုခင်ဗျားတို့ခံစားမိနိုင်ပါတယ်ဒါပေမဲ့ခင်ဗျားမိကုန်းထဲမှာပြောသွားသမျှအရာအလုံးဟာလုံခဲ့တဲ့3ဘက်ကဖြစ်ခဲ့တာပါဆိုတော့အဲ့ဒါကနောက်လာမဲ့3ဘက်မှာလည်းပြောင်းလဲသွားနိုင်ပါသေးတယ်ဆိုတော့တစ်ခါပြန်ပြောရရင်ပြောလိုက်ကြရအောင်ပါဗျာဒါပေမဲ့ဒါကတကယ်ကိုပြောင်းလဲသွားနိုင်နေဆိုတော့အရေးကြီးသတိထားမှုကတော့နောက်လာမဲ့လေ့ကျင့်ခန်းမှာရှိနေရပါလိမ့်မယ်မေလာမာရိုဘေကစမီတို့အကြောင်းလေးကျွန်တော်တို့မေးချင်ပါတယ်လုံခဲ့တဲ့2နှစ်လောက်ကဂျမီကာရီကာကသူပရီးမီးယားလိမှာပြီးဆုံးသွားပြီလို့ပြောခဲ့တယ်နော်ဆိုတော့သူ့အနေနဲ့ဒီအခြေအနေကိုဘယ်လိုများပြန်ပြောင်းခဲ့လဲဆိုတဲ့အပေါ်မှာခင်ဗျားဘယ်လိုများမြင်မိပါလဲဗျဆိုတော့ပြီးတော့သူကခင်ဗျားကိုဘာတွေများပေးစွမ်းပါလဲကျွန်တော်ထင်တော့သူကအတွေ့အကြုံတွေအများကြီးပေးပါတယ်ပြီးတော့သူကလူတိုင်းအတွက်စံနမူနာကောင်းတစ်ယောက်ပါသူစားပိုင်းမှာနောက်ရောက်နေခဲ့တယ်ကွင်းလေလူတိုင်းရဲ့နောက်မှာဒေါ်မီရဲ့နောက်မှာတော့ရှိနေခဲ့ပါတယ်ဒါပေမဲ့အခုသူတိုင်ပွဲဝင်ခဲ့တယ်သူစူးစမ်းခဲ့တယ်ပြီးတော့အခုသူနိုင်ငံအသင်းမှာပြန်ပါလာပါပြီသူကကျွန်တော်တို့အတွက်အရန်ကိုအရေးကြီးပါတယ်ဒီနေ့သူအများကြီးပြေးခဲ့တယ်သူအရန်ကိုမြင့်တဲ့ TPRP တက်ရပြီးတော့နောက်ကိုပြန်ဆင်းခဲ့ရတယ်ပြီးတော့သူအဲ့ဒါကိုလုံးနေပါတယ်ဆိုတော့ကျွန်တော်သူ့အတွက်တကယ်ကိုကျင်းနေပါတယ်ပြီးတော့အခြားကောင်းလေးတွေနဲ့ကန်စမီတို့ကိုအတူယူလို့ပါတယ်ဘောလော့ကတကယ်ကိုမြန်မြန်ဆန်ဆန်ကိုပြောင်းလဲနန်းနေဆိုတာကိုကျွန်တော်တို့နားလည်ပါတယ်ခင်ဗျားစူးစမ်းမှုပဲလိုတာပါကျွန်တော်တို့အတွက်တော့ခင်ဗျားသာအကောင်းဆုံးတစ်ယောက်ဖြစ်နေရင်ဒါမှမဟုတ်ခင်ဗျားပွဲကစားဖို့အကောင်းဆုံးတစ်ယောက်လို့ကျွန်တော်ထင်ရင်ခင်ဗျားမှန်ကန်တဲ့အရာတွေကိုလုံးနေသေးတော့ခင်ဗျားပွဲစားခွင့်ရမှာပဲမေလာမာရိုဘီဒီအယ်မီယာပရီးမီးယားလိအသင်းတွေအများကြီးရောပါပွဲစဉ်တွေကစားနေကြပါတယ်ဟုတ်ပါတယ်ခင်ဗျားကတော့သူတို့ထဲမှာတော့မပါဘူးပေါ့ဗျာဒီစားမလေးနဲ့လေ့ကျင့်ရေးကွင်းမှာနေတိုင်းအပတ်တိုင်းတပန်းလုံးအတူရှိနေရခြင်းအကျိုးကျေးဇူးကိုကျွန်တော်တို့အနေနဲ့အခုမြင်တွေ့နေရပြီလို့ဆိုနိုင်မလားဗျကျွန်တော်ထင်တော့ခင်ဗျားအဲ့ဒါကိုခံစားမိနိုင်ပါတယ်ဟုတ်ပါတယ်အခုရလက်တွေအရာတော့ခင်ဗျားအဲ့ဒါကိုခံစားမိနိုင်တာပေါ့ဗျာဒါပေမဲ့အသင်းကကျွန်တော်တို့ဒီရာသီစကနေကပြေးတဲ့ရာသီရနဲ့ရှင်းမယ်ဆိုရင်အများကြီးပိုကောင်းကစားနေခဲ့ပါတယ်ကျွန်တော်တို့မှမထူးနေတဲ့ဇာမာတွေဒီဇာဟန်ပုံစံနဲ့ပို့ပြီး live ဖက်တဲ့ဇာမာတွေရှိလာပါတယ်ဒါပေမဲ့ဒါကကြီးမားတဲ့ကွာခြားချက်တစ်ခုပါပဲဒေလီမှာဇာပြီးတော့ဥရောပပြန်ဝဲပါဇာရတဲ့အသင်းတဲ့အတွက်ကတော့ဒါဟာအရန်ကိုပို့ပြီးတော့ခက်ခဲပါတယ်ပြီးတော့ကျွန်တော်တို့ပြေးတဲ့နှစ်ကအဲ့ဒါကိုခံစားခဲ့ရပါတယ်ဆိုတော့ကျွန်တော်တို့ပြေးတဲ့နှစ်ကပြောခဲ့သလိုပဲအခုလည်းအတူတူပဲပြောပါမယ်တစ်ပတ်ကိုတစ်ပွဲပဲကစားတာကကြီးမားတဲ့အားသာချက်တစ်ခုပါပြီးတော့ကျွန်တော်တို့အဲ့ဒီအားသာချက်ကိုအသုံးချရပါလိမ့်မယ်မေလာမာရိုဘရိုက်တန်ရဲ့စံချိန်ပြီးတော့ပြီးတဲ့နိုင်ပွဲတွေအပြီးခင်ဗျားပြောခဲ့တာတွေကိုထည့်ပြီးစဉ်းစားကြည့်မယ်ဆိုရင်လဘောသေးကိုနိုင်ရတာတဲ့ဘရိုနီကနိုင်ပွဲကပို့ပြီးတော့ဂျင်ညာချက်စံတဲ့ statement ဝင်းနိုင်ပွဲတစ်ခုလို့ခင်ဗျားအနေနဲ့ထင်ပါလားကျွန်တော်အဲ့လိုမျိုးခံစားချက်တော့ရှိပါတယ်ကျွန်တော်ထင်တာတော့ဒါကပို့ပြီးတော့ပြည့်စုံတဲ့ခြေစွမ်းတစ်ခုဖြစ်ခဲ့ပါတယ်လဘောနဲ့ပွဲမှာခင်ဗျားပြောချင်တာဘာမှမဆိုကိုပြောလို့ရပါတယ်ဒါပေမဲ့သူတို့အဲ့ဒီပွဲကိုရှုံးဖို့မထိုက်တန်ခဲ့ပါဘူးကျွန်တော်တို့နိုင်ဖို့ထိုက်တန်ခဲ့တယ်ဒါပေမဲ့သူတို့ရှုံးဖို့မထိုက်တန်ခဲ့ပါဘူးကျွန်တော်ထင်တာတော့ဒီကနေ့ကျွန်တော်တို့အရာလုံးနည်းနည်းချင်းစီလုံးနိုင်ခဲ့ပါလေကျွန်တော်တို့ဘောလုံးပိုင်ဆိုင်ခဲ့တယ်အခွင့်အရေးတွေဖန်တီးနိုင်ခဲ့တယ်အမြင့်မှာခံစစ်ကစားတယ်အနှိမ့်မှာခံစစ်ကစားတယ်ပြီးတော့ပို့ပြီးတော့ပြည်စုံတဲ့အခါမှာကျွန်တော်လည်းမန်နေဂျာတယောက်အနေနဲ့ပို့ပြီးပြည်စုံတယ်လို့ခံစားပါဆိုတော့ဒီကနေ့ကျွန်တော်ထင်တာတော့ပြည်တဲ့ပိတ်ရက်ကထက်ဒီကနေ့ပို့ပြီးတော့ကြိုက်ပါတယ်အလာမာရိုဝင်နေရာဒီတော့ကဘရိုင်ယန်အမိုမိုကိုကြည်နေခဲ့တာအခြားအသင်းတွေလည်းရှိနေခဲ့ပါတယ်ဆိုတော့သူဒီကိုမလာခင်ခင်ဗျားအနေနဲ့သူနဲ့စကားပြောဆိုရမှာအဓိကခန်းကဏ္ဍကနေပါဝင်ခဲ့တာလားပြီးတော့သူခင်ဗျားအသင်းထဲမှာရှိနေတဲ့အခါခင်ဗျားအသင်းကဘလို့မျိုးကွဲပြားသွားပါလဲသူကတကယ်ကို walking machine ပဲဗျသူကတကယ်ကို transition တွေမှာအရန်ကိုကောင်းပါတယ်သူကကျွန်တော်တို့တိုက်စစ်ဇုံမှာစုပ်ွက်နေတဲ့အချိန်မှာတိုးတက်လာနေပါတယ်အားမနဲ့ချိန်ဆက်မှုကဒီကောင်းလေးနှစ်ယောက်ကိုအနံ့ယူဖို့တကယ်ကိုခက်ခဲပါလိမ့်မယ်။ဘာလို့လဲဆိုတော့သူတို့နေရာတွေလဲပြီးတော့ကစားနေကြတယ်လေ။သူတို့အရန်ကိုမြန်နေတယောက်ချင်းရင်ဆိုင်ရမှာကောင်းကြတယ်။ကျွန်တော်ရဲ့ခန်းကဏ္ဍကတော့မန်နေဂျာတယောက်အနေနဲ့သူတို့စီကနေဘာလို့ကျင်လဲဆိုတော့ကိုရှင်းပြဖို့ပါပဲ။ဒါပေမဲ့ဒါကကလပ်နဲ့ခင်ဗျားတို့ကြောင့်ပို့ပြီးတော့ဆန်ပါလိမ့်မယ်ဗျာ။ကျွန်တော်တို့အများကြီးရုန်းကန်ရနိုင်ပါတယ်။ဒါပေမဲ့ဒါက Manchester United ပါ။ Manchester United ရှိနေတဲ့အခါခင်ဗျားဒီဇာမာတွေကဒီကိုလာခြင်းတယ်လို့ကျွန်တော်တို့ခံစားမိတဲ့အခါဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ဘယ်နေရာမှာပဲဖြစ်ဖြစ်ချန်ပီယံလိပါသည်ဖြစ်စေမပါသည်ဖြစ်စေကျွန်တော်တို့လည်းဒီလိုမျိုးကောင်းလေးတွေကိုခေါ်ယူဖို့အတွက်အရာအလုံးကိုပေးဆက်ပါတယ်ပြီးတော့အဲ့ဒါကဒါပါပဲကျေးဇူးတင်ပါတယ်ပရိသတ်များလို့ကိုစိတ်နှဖျားချမ်းသာကြပါသည်ခင်ဗျာ